အဲ့လေစကားလောနဲ့ပြောသွားအဲ့လေ customer တွေတိတ်နားမလဲဘူးဖြစ်သွားတယ်ထင်တယ်အဲ့တော့ပြန်ပြောပေးမယ်နော်ဒီအမလိုမျိုးပါပြန်ရောက်ထားပြီလားမှားကျင်တယ်လူကျင်တယ်ပစ္စည်းပြတ်နေလို့ဆိုပြီးအဲ့လိုမျိုးစာလေးပို့တာတွေ comment တွေမှာတွေ့ရရှက်မှုပြန်ရောက်ပြီထင်တာအရင်အရှင်မြန်နဲ့ဝဲမဲဆိုမဟုတ်ဘူးနော်အဲ့လိုပြောရှက်မှုပစ္စည်းမရှိလို့အဲ့လေကအရန်အားနာလို့အဲ့လေလိုက်ခွေးဆိုတဲ့သူတွေကိုအားနာတော့အဖြစ်ကျေးဇူးတုတ်ပြတ်တော့အဖြစ်အဲ့လေမှာ conditioner အလေးတဲ့အရေးအတွက်ရှိရဲ့အဲ့အတွက်ကြောင့်မလို့အခုချိန်မှာဝယ်မယ်ဆိုရင်တဘူးဝယ်တဘူးလက်ဆောက်ပေးမယ်တဘူးလုံး250 ml ကိုပါအဲ့လို1000နဲ့မှ6000ရှိရဲ့အခုချိန်မှာလက်နဲ့ကြိုထုတ်မယ်ဆိုလို့ရှိရင်တော့အဲဈေးဘယ်သူမှမရောက်နိုင်ဘူးဒါကထိုင်းမြန်မာနိုင်ငံလုံး FTA ရရှိပြီးသားပစ္စည်းဖြစ်တယ်အဲ့တော့1000ဝယ်ရင်ဟဲ့လိုမျိုးနှစ်ဘူးရမယ်ဘယ်ပါမရဘူးဒါ customer တွေကိုချစ်သွားအဖြစ်လို့ဒါဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာအဆုံးသတ်ပဲမသိအဲ့လေမနေ့ပြန်မပေးချင်လည်းမပေးဘူးဒီညမပေးချင်လည်းမပေးတော့ပေးချင်တဲ့စိတ်ရှိတောက်လျှောက်ပေးမယ်ဆိုပြီးပြောတာမှရဲ့အဲ့လေခုနတင်လိုက်တဲ့ဗီဒီယိုကရှမ်ပူကဘာလို့ပါသွားလဲဆိုတော့အခုန customer အမတယောက်ကအုံနာကအခုလက်ရှိရှမ်ပူပြက်နေတော့ဘယ်လိုလျှော်လဲဆိုတော့ဘိုင်းနယ်တွေကအဲ့လိုရှမ်ပူပစ္စည်းပြက်သွားပြီမဲ့အဲ့လေရဲ့ဈေးကွက်ထဲမှာသာပစ္စည်းပြက်သွားမယ်အယောက်သမားကြီးရှိမှလည်းပစ္စည်းပြက်သွားတယ်အဲ့လေစီမှာတော့ပစ္စည်းမပြက်ဘူးနော်အဲ့လေကကျတော့ခေါင်းစာချေစုံလိုက်ခွေးပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲဟာမဆိုအဲ့လေကဖာလိုက်စွထားတာအဲ့ခု body set ဆိုလို့ရှိရင်အဲ့လေအတွက်ဆိုတိတက်ဘူး900အဲ့လိုဖေထားတာကွာတိလားအဲ့လေရဲ့တိုက်ကအဲ့လိုမျိုးလေးကိုပြောပြတာပါရှင်အဲ့တော့တပူးဝယ်တပူးလက်ဆောက်ပေးတာက conditioner ပါရှင်ရှမ်ပူမရောက်သေးပါဘူးရှင်သွေးလုံးလည်းမရသေးပါဘူးရှင်